အခုပြင်နေရတဲ့မိုးတို့ရဲ့အသားအရာဆိုလို့ရှိရင်ရက်ပေါင်း30ကိုတစ်ခါအသစ်လဲပါတယ်။ဆိုင်မေးပါဆိုလို့ရှိရင်9ရက်တစ်ခါနဲ့အသေးဆိုတာကလည်းတက်တန်အပြင်3နှစ်ကနေ9နှစ်ပဲရှိပါသေးတယ်။အဲ့ဒါအပြင်မှာမိုးတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ cells တွေကလည်း second နဲ့အများအသစ်တွေဖြစ်နေပါတယ်။အဲ့တော့ဒီနေ့အပြင်ပြောမယ်ဆိုလို့ရှိရင်မိုးတို့ကအချိန်နဲ့အများအသစ်ဖြစ်နေတာပေါ့နော်။ဒါဆိုရင်တော့မေးစရာရှိလာပြီပေါ့နော်။အခုလိုအချိန်နဲ့အများအသစ်ဖြစ်နေတဲ့ခန္ဓာကိုယ်ကြီးကဘာလို့အချိန်နဲ့အများအိုလာရတာလဲချို့ရပြောကြပါရဲမိုးတို့ရဲ့ခန္ဓာကိုယ်ကြီးကကားတွေစက်တွေလိုမျိုးပဲပေါ့နော်အချိန်ကြာလာတဲ့နဲ့အများချို့ရင်ပျက်စီးလာတယ်လို့ပြောကြရဲဒါပေမဲ့မိုးအနေနဲ့ဆိုလို့ရှိရင်တော့ဒီ omin နဲ့ process ကတထက်အများကြီးပို့ပြီးတော့ရှုပ်ထွေးပြီးတော့အများကြီးပို့ပြီးတော့စိတ်ဝင်စားရကောင်းတယ်လို့ထင်ပါတယ်ဒီဗီဒီယိုမှာတော့မိုးက omin နောက်ကွယ်ရရှုပ်ထွေးတဲ့ process လေးကိုအရိုးရှင်းဆုံးနားလည်လွယ်အောင်ရှင်းပြသွားမှာဖြစ်ပါတယ်ဒီ omin ရဲ့ process ကိုရှင်းပြဖို့အတွက်မြင်သာအောင်လို့မိတ်ထူဆက်ရဲ့ပိုးဖက်နဲ့ကြိုးလေးရဲ့နဲ့ဥပမာပေးချင်ပါတယ်မိုးတို့ရဲ့တက်ရှင်ဖို့အတွက်မိုးတို့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ cell ဈေးတွေကတစ်ခုကနေ2ခု2ခုကနေ4ခု4ခုကနေ8ခုစသဖြင့်အမြဲတမ်း double ပွားနေရပါတယ်အဲ့လိုမျိုးတစ်ခုနဲ့တစ်ခုထပ်ပွားတဲ့အချိန်မှာလည်းသူတို့ရဲ့ DNA ကိုပါတပါတဲ့ပွားယူရပါတယ်ပြီးတော့ဒီ DNA တွေကို chromosome တွေထဲမှာတည်တည်ချာချာလေး pack လုပ်ထားရပေါ့နော်မိုးတို့လူတွေမှာဆိုလို့ရှိရင်တော့ chromosome ကစုစုပေါင်း23စုံရှိပါတယ်ကဲဒီမှာတော့ခုနကပြောခဲ့တဲ့မိတ်တူဆက်ဥပမာလေးလာပြီပေါ့နော်စာရွက်တစ်ရက်ကိုမိတ်တူကူးတယ်ထားပါတော့အဲ့တော့ပထမဆုံးထွက်လာတဲ့မိတ်တူကဒီ original နဲ့တစ်ထပ်တည်းနီးပါးတူမယ်ပြီးတော့အဲ့ထွက်လာတဲ့မိတ်တူမှာမှထပ်ပြီးတော့မိတ်တူကူးမယ်ပြီးတော့ထပ်ထွက်လာတဲ့မိတ်တူကနေပြီးတော့မှထပ်ပြီးမိတ်တူကူးမယ်ပြီးတော့အဲ့ကထွက်လာတဲ့မိတ်တူကနေပြီးတော့ထပ်ပြီးမိတ်တူကူးမယ်အဲ့ဒါမျိုးအခါ90လောက်ပဲလုပ်ကြည့်လိုက်ပေါ့နော်နောက်ဆုံးထွက်လာတဲ့မိတ်တူကဒီ original နဲ့စာလို့ရှိရင်အများကြီးကွာခြားသွားမယ်မိတ်တူကနေထပ်ပြီးမိတ်တူကူးတာဖြစ်တဲ့အတွက်တချို့စာသားတွေဆိုလို့ရှိရင်လည်းမွဲနေတချို့စာသားတွေဆိုလို့ရှိရင်လည်းပြက်ပြီးတော့မပါလာတော့တာတွေလည်းရှိနိုင်တယ်ပေါ့နော်မိုးရဲ့ cells တွေ division ဖြစ်တဲ့အခါမှာလည်းဒီလိုပါပဲအဲ့ဒါကိုသိပ္ပံနည်းရဆိုလို့ရှိရင်တော့ genomic instability လို့ခေါ်ပါတယ်အဲ့လိုမျိုး cells တွေတစ်ခုကနေပြီးတော့နောက်တစ်ခုပွားတိုင်းမှာဒီ chromosome ရဲ့ take လေးတွေကို skip ဖြစ်သွားရပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် cells တစ်ခုကနေနောက်တစ်ခုပွားတိုင်းမှာဒီ chromosome take လေးတွေကပါမလာတော့ဘူးပေါ့နော်အဲ့လိုမျိုးမပါလာတော့တာဖြစ်တဲ့အတွက်မိုးတို့ရဲ့ဒီ DNA တွေကအရေးကြီးတဲ့ information တွေတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်မိုးတို့ဒီ DNA ကြီးမပြတ်စီးသွားအောင် telomeres လေးတွေနဲ့ကာကွယ်ထားပါတယ် telomeres ဆိုတာကတော့ဒီတိတ်အရေးကြီးတဲ့မိုးတို့ရဲ့ DNA repeat လေးတွေဖြစ်တဲ့အတွက်ဒီ cells တွေပွားရင်နဲ့ပါသွားလို့ရတယ်ကိစ္စမရှိဘူးအရေးမကြီးဘူးပေါ့နော်သူတို့ကိုဥပမာပေးရမယ်ဆိုလို့ရှိရင်တော့မိုးတို့ရဲ့ဘိုးဖက်နဲ့ကြိုးထိတ်ကဒီ plastic အစွပ်လေးတွေလို့မြင်ကြည့်လို့ရတယ်ဒီ plastic အစွပ်လေးတွေကဒီမိုးတို့ရဲ့ဖက်နဲ့ကြိုးတွေဖွာမသွားအောင်မပြတ်သွားအောင်ကာကွယ်ထားပေးသလိုမျိုးပဲပေါ့နော် telomeres တွေကလည်းမိုးတို့ရဲ့ DNA ကို repeat တွေလုပ်ပြီးတော့ဒီလိုကာကွယ်ထားပေးပါတယ်ဒါပေမဲ့ဒီလို cell တစ်ခါပွားတိုင်း cell တစ်ခါပွားတိုင်းဒီ cell ထိတ်လေးဒီ telomeres လေးတွေကဖြည်းဖြည်းနဲ့အဖြတ်ခံရပြီးတိုးသွားပြီးတော့အချိန်90လောက်ရောက်တဲ့အခါမှာဒီ telomeres လေးတွေကုန်သွားပါတယ်အဲ့ဒါကို half-life limit လို့ခေါ်ပါတယ်ဒီလို telomeres လေးတွေကုန်သွားတဲ့အတွက် cells တွေကထပ်ပြီးတော့မပွားနိုင်တော့ဘူးပေါ့နော်ဒီ telomeres တွေမကုန်သွားဘဲနဲ့ cells တွေကအများအားပွားနေမယ်ဆိုလို့ရှိရင်လည်းကြောက်စရာကောင်းတဲ့ယောဂတစ်ခုဖြစ်နိုင်ပါတယ်။အဲ့ယောဂကဘာလဲသိတဲ့သူတွေကတော့ comment မမှန်ခံပေးပါအဖြေမှန်ကိုတော့မိုးနောက်အပတ်ဗီဒီယိုထဲမှာဖြေပေးသွားပါမယ်။ hint တစ်ခုပေးမယ်။အဲ့ယောဂကဒီနောက်ပိုင်းမှာအဖြစ်များလာကြတယ်ဒါပေမဲ့ကုဖို့လဲစေမပေါ်သေးဘူးပေါ့နော်။နာအထက်မပွားနိုင်တော့တဲ့ cells တွေက senescent cells တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် zombie cells တွေဖြစ်သွားကြပါတယ်။ဘာလို့သူတို့ကို zombie cells လို့ခေါ်လဲဆိုတော့သူတို့ကသေလဲမသေကြဘူးပေါ့နော်။မသေတဲ့အပြင်အသုံးလဲမဝင်ဘူး။သုံးလဲမဝင်တဲ့အပြင်ဟိုမှာသူတို့ဘေးနားမှာရှိနေတဲ့ဒီ healthy ဖြစ်တဲ့ cells တွေကိုအဆိပ်အတောက် toxin တွေဖြန့်ပါတယ်။အဲ့ဒါကိုသိပ္ပံမှာ inflammaging သူကလည်း inflammaging လို့လည်းခေါ်ရပေါ့နော်။မြန်မာလိုပြောရမယ်ဆိုလို့ရှိရင်တော့ရောင်ရမ်းခြင်းကြောင့် omin ခြင်းလို့ခေါ်တာပေါ့နော်။အဲ့ဒါကြောင့်မိုးတို့တွေအသက်ကြီးလာတဲ့အခါမှာအဆစ်မြစ်တွေနာလာရဲပြီးတော့အသားရည်တွေလည်းတွန့်လာတာပေါ့နော်နောက်ထပ်အိုမင်းရတဲ့အချက်တစ်ချက်ကတော့ autophagy မိုးတို့ရဲ့ခန္ဓာကိုယ်မှာအခုနပျက်စီးသွားတဲ့ဒီ zombie cells တွေပြီးတော့ဒီ protein အပြက်အစီးတွေဒီ protein breakdown တွေပေါ့နော်အဲ့ဒါတွေကိုအမိုက်ကားတစ်စီးလိုလိုက်ပြီးတော့သိမ်းပေးနေတဲ့ autophagy ဆိုတာရှိပါတယ်ဒါတော့မိုးရဲ့ autophagy ဗီဒီယိုကိုကြည့်ဘူးတဲ့သူတွေဆိုလို့ရှိရင်တော့သိပြီးသားဖြစ်မှာပါ autophagy အကြောင်းကိုမိုးတည်ချာရှင်းပြပြီးသွားပြီဆိုတော့ဒီမှာအကျယ်တဝင်းထပ်ပြီးတော့မရှင်းပြတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ယောဂကင်းပြီးတော့အချိန်ကြာထိကျန်းမာနုပြည့်ခြင်းနေဆိုလို့ရှိရင်တော့ video
လေးကိုသွားကြည့်ပေးပါ link လေးလည်းချပေးထားပါမယ်မကြည့်ချင်တဲ့သူတွေအတွက်ကတော့ autophagy ဆိုတာကဒီ cells တွေကသူတို့ထဲမှာရှိတဲ့အမိုက်တွေကိုသူတို့ဘာသာသူတို့ပြန်စားတာဖြစ်ပါတယ်ဒါပေမဲ့ autophagy ပေါ်ကိုမိုးတို့ရဲ့ lifestyle နဲ့ diet ကလည်းအများကြီးလွှမ်းမိုးမှုရှိပါတယ် autophagy process ဖြစ်ဖို့ကအချိန်အလုံးအလောက်မရှိနေဘူးပေါ့နော်အဲဒါကြောင့်မိုးရဲ့ခန္ဓာကိုယ်ထဲမှာအမိုက်တွေကပုံလာတဲ့အတွက် omin နဲ့ process ကိုပို့ပြီးတော့booster တက်ပေးလိုက်လို့ဖြစ်တာပေါ့နော်နောက်ထပ် reason တစ်ခုကတော့မိုးတို့ရဲ့ခန္ဓာကိုယ်ရဲ့ energy စက်ရုံဖြစ်တဲ့ mitochondria ပါသူတို့ကခန္ဓာကိုယ်အတွက် energy ထုတ်ပေးဖို့အတွက် oxygen ကိုအသုံးပြုရပါတယ်ဒါပေမဲ့ဒီ process မှာ by product အနေနဲ့ free radical ဆိုတဲ့ဒီအစိတ်အတောက်တွေထွက်တယ်ပေါ့နော်ဥပမာပေးရမယ်ဆိုလို့ရှိရင်တော့ဖျောင်းနိုင်တဲ့တိုင်ကအလင်းအောင်ပေးဖို့အတွက်သူ့ကိုယ်သူပြန်ပြီးတော့လောင်ကျွမ်းနေရတယ်လို့ပဲကိုရီးယားလည်းအသက်ရှင်ဖို့အတွက်ရှူနေရတဲ့ oxygen ကပဲကိုရီကိုတန်ကြီးတန်အောင်ပြန်လုပ်နေတယ်လို့မျိုးပေါ့နော်အဲ့ဒါကို oxidative stress လို့ခေါ်ပါတယ်အသက်ကြီးလာတဲ့နဲ့များ mitochondria ကလည်းကောင်းကောင်း energy မထုတ်နိုင်တော့သလိုအစိတ်အတောက်တွေကလည်းပို့ပြီးတော့ခန္ဓာကိုယ်ထဲမှာပုံလာတယ်ပေါ့နော်အဲဒါကြောင့်မို့အသက်ကြီးလာတဲ့နဲ့အများငယ်ငယ်ရလိုမျိုးအားမရှိကြတော့တာပေါ့နော်နောက်တစ်ချက်က epigenetics မိုးတို့ရဲ့ DNA ကိုစာအုပ်တွေထောင်သောင်းပေါင်းများစွာရှိတယ်စာကြည့်တိုက်တစ်ခုအနေနဲ့မြင်ကြည့်လိုက်ပေါ့နော်အဲ့စာကြည့်တိုက်ထဲမှာလမ်းညွန်ပေါင်းများစွာရှိတယ်မိုးတို့ခန္ဓာကိုယ်ကိုကျန်းမာစေမဲ့လမ်းညွန်နုပြိုစေမဲ့လမ်းညွန်ယောဂဖြစ်စေမဲ့လမ်းညွန်စသဖြင့်လမ်းညွန်ပေါင်းများစွာရှိပါတယ်ဒါပေမဲ့ဘယ်လမ်းညွန်ကိုရွေးပြီးဖတ်မလဲဆိုတာကဒါ epigenetics ကဆုံးဖြတ်တာဖြစ်ပါတယ်ပြင်ပလာတဲ့နေအောင်ကြီးပြီးတော့မိုးတို့စားတောက်နေတဲ့အစားအစာ diet ပြီးရင်မိုးတို့ရဲ့ lifestyle နဲ့ဒီ stress ကလည်းဘယ်လမ်းညွန်ရွေးပြီးဖတ်မလဲဆိုတာပုံကို influence အများကြီးရှိပါတယ်အဲ့ဒါကြောင့်မလို့လူတွေရဲ့နေထိုင်မှုနဲ့ဒီအစားအသောက်ပေါ်မူတည်ပြီးတော့လူတစ်ယောက်နဲ့တစ်ယောက် omin နဲ့ rate တွေလည်းမတူကြတာဖြစ်တယ်ပေါ့နော် conclusion အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ omin နဲ့ process တိုင်း theory တိုင်းကိုသာပြောရမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုက9 နာရီလောက်ကြာသွားနိုင်ပါတယ်သိပ္ပံပညာရှင်တွေတောင်မှဒီ omin နဲ့ process နဲ့ပတ်သက်ပြီးတော့အကုန်မသိသေးဘူးပေါ့နော်ပြီးရင် theory တွေလည်းအများကြီးရှိသေးတယ်တေချာတစ်ခုကတော့မိုးတွေအားလုံးအိုးကြမှာပါအားလုံးအိုးပြီးတော့တနေ့ကြလို့ရှင်တေချာမဲ့သူတွေကြီးပါပဲဒါပေမဲ့မိုးတို့ဘလို့အိုမလဲဆိုတာကိုတော့မိုးတို့ရွေးချယ်လို့ရပါတယ်ဒါတွေကခုနမိုးပြောခဲ့တဲ့မိုးရဲ့ lifestyle diet နဲ့ပြီးတော့မိုးတို့ stress ကိုဘလို့ handle လုပ်လဲဆိုတဲ့အရာတွေနဲ့ဘလို့အိုမလဲဆိုတဲ့ rate ကို influence လုပ်လို့ရပါတယ်မိုးတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ cells တွေကမိုးတို့ဘာလုပ်လဲဆိုတာကိုအမြဲတမ်း attention ပေးနေကြတာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကိုရီးယားလည်းသူတို့ကိုကိုရီးယား action တွေနဲ့တည်တည်ချာချာလေး attention ပြန်ပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်အရင်တစ်ပတ်မေးခွန်းလေးရဲ့အဖြေကတော့ခန္ဓာကိုယ်က fatty acid အဆီးကနေရတဲ့ energy က glycogen တကြားကနေရတဲ့ energy ထက်အများကြီးပိုများရဲဆိုလို့ရှိရင်ခန္ဓာကိုယ်ကဘာဖြစ်လို့သူ့ကို main energy source အနေနဲ့မသုံးရတာလဲအဖြေကတော့မိုးရခန္ဓာကိုယ်ကပြင်းလို့ပါစတာပါဒါမဲ့ဟုတ်ပါတယ်ပြင်းလို့ပါအစီက energy ဖြစ်ဖို့အတွက်ကိုမိုးအရင်ဘက်ကရှင်းပြသလိုမျိုး process တွေအစစ်စစ်ဖြတ်ကျော်ရတယ်အဲဒါကြောင့်မလို့ efficient ဖြစ်ဘူးပေါ့နော်ဒါပေမဲ့ glycogen ကတော့ကြွက်သားထဲမှာရှိနေပြီးသားဖြစ်တဲ့အတွက်အလွယ်တကူ energy အနေနဲ့ပြောင်းပြီးတော့သုံးလို့ရတယ်လွယ်လွယ်နဲ့မြန်မြန်ထုတ်သုံးလို့ရတဲ့အတွက်ခန္ဓာကိုယ်က glycogen ကို main energy source အနေနဲ့ပို့ပြီးတော့ prefer လုပ်တာဖြစ်ပါတယ်ဥပမာပေးရမယ်ဆိုလို့ရှိရင် glycogen ကမိုးရပတ်စံအိတ်ထဲကပတ်စံဆိုလို့ရှိရင် fatty acid အစီကမိုးရဘန်မာစုရတဲ့ရွှေတုံးတွေလို့ပေါ့နော်ပတ်စံအိတ်ထဲကပတ်စံတွေမလောက်တော့ဘူးဆိုလို့ရှိရင်ဘန်မာသွားပြီးတော့ထုတ်သုံးလို့ရတယ် process ကတော့နည်းနည်းအလုပ်ရှုပ်တယ်အချိန်လည်းနည်းနည်းကြာတယ်ဒါပေမဲ့ကိုထည့်ထားတဲ့ရွှေတုံးပေါ်မူတည်ပြီးတော့နည်းနည်းရှိရင်နည်းနည်းများများရှိရင်များလိုသလောက်ထုတ်သုံးလို့ရပါတယ်ဘလောက်ပဲနည်းနည်းများပတ်စံတက်ဆလို့ရှိရင်တော့ပို့ပြီးတော့တန်ဖိုးများပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ topic တွေကိုလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလေးရှင်းပြသွားအောင်ပါအားလုံးပဲနှုတ်ပြကြမှာကြပါစေနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်